Yoga Godi Hibi Abami Yangalangarondo Didogarani Kirangado Loka Hidaya Natho Namoma Karunikata Dada Yona Tho Vini Yadwa Tadawa Chanda Sipa Lula Donda Gombao Kadapsi Natha Minya Jinshano Myapayadi Kaba Godi Hibi Grigava Yidre Dinchado Pindole Abe Mia Yidre Dainta Pobja Jinga Maswana Mado Kala Le Adinche Dainigava Shijalo Kalabalo Loka Hidaya Tata Loka Josiva Aloga Adi Dogarani Osa Adet Chile Inga Midaji Mandami Danin Dathasani Sanjini Hu Jadita Wengadwe Asu Along Kayendo Murogo Garondo Vyapsi Yidan Joko Atudo Muyadi Pibi Kiran Lechim Yellow at the song Layan the low Sewan Guro Ibemaniendo Kadobawa Dana Jimpamya Swa Yaudo Mugaya Shaliji Mahakaruni Katatadewa Mya Yinwe Tagedu Tana Chiki Mahakaruna Simchido Mudo Dadana Data Winiya Mya Swa Tadawa Chanda Sipa Lula Donda Kumbang Kadapi Natha Minya Tushino Myapaya Namo Yudi Pyong Pyok Mangulio Yi Karo Yu Ju Shikho Jindi Adhuve Vedu Sense Madhvi Pshipa Sedadi Pemidara Me Bhawane Tengansa Lokama Shire Ludia Ujango Lela Tonda Bira Chimesui Mimiro Adre Tengansa Yuseare Nyai Drea Mimiro Bawa Adre Tengansa Yubire Kama Kaune Achene Kaune Amuyare Aduyu Ajalo Makaune Ajene Makaune Amuyare Maye Muri Shangshalo Kubawa Kayi Dware Akama Pshong Dambo De Emdama Atauku Pshitiba Dajamu Tudia Ye Bawa Lila Chitiro Mimi Bawa Piensemoba Kubawa Piensemo Didu Diaha below Chinjan Joko Atoja Dware Logama Data Nugati Sore Sangalon Shide Data Nugati Sora Kushega Dware Boko Tobo Kone Tweede Jone Bokuri Namunare go Jubiro Loga Ludarega Light load at the Chinshida Ero Kaune A day Joni Kaune a movie Jenny like Bido Lopoa or Yeji Debo Yenamiari like Bido Loloa Go Joshi Jamashima Jo Mishibo at Yan Data Nogadis Mimi Miba Mimi Seadama Mimi Pawanjama Shide Bogori No guys how yet Dajara do you Aja Kaune Sanamudare Yubiro Kaun Chusajare Sura Imdama Tingansa Yubiro Soyeja Yamananga Nina Yome Solution Yamananga Lunangana Alonga Lula Ye Pagi Nido Sobiro Chichu Jade Bojo Ensemble, no? Namuna the Kutopia Bojo Ensemble, a young level, Sanamuna use a Bogodi, the Duroso.
မြန်မာနိုင်ငံမှာအခုကိုးကွယ်နေကြတဲ့ထေရဝါဒသာသနာပြန့်ပွားအောင်ခိုင်ခိုင်မာမာကြီးဖြစ်အောင်တည်ဆောက်လာခဲ့တဲ့အနောယထာမင်းတို့ကျန်စစ်သားတို့မြန်မာနိုင်ငံကြီးကိုစီးလုံးညီညအောင်စုစည်းပေးခဲ့တဲ့ဘုရင်နောင်တို့တတိယမြန်မာနိုင်ငံကြီးကိုထူထောင်ခဲ့တဲ့အလောင်းမင်းတရားတို့ဒါတွေကတစ်မျိုးသားလုံးအားကျအတုယူပြီးတော့ကောင်းတဲ့အကျင့်တွေကိုလိုက်လာဆောင်ရွက်ရာဇဝင်သမိုင်းဆိုတာပုဂ္ဂိုလ်တူတယောက်ရဲ့ဆောင်ရွက်မှုတွေမှတ်တမ်းတင်ဖော်ပြထားတဲ့အခါကိုယ့်အတွက်ရှောင်စရာနဲ့ဆောင်စရာနှစ်ခုတော့ရှိတယ်ရှောင်စရာကိုရှောင်ဖို့နဲ့ဆောင်စရာကိုဆောင်ဖို့အကုန်လုံးအတုယူခိုင်းတာမဟုတ်ဘူးเนาะတုယူတဲ့နေရာမှာကိုယ့်ရဲ့အသိဉာဏ်နဲ့ချင်းချိန်နှိုင်းဆပြီးတဲ့အခါယူသင့်တာယူမယ်မယူသင့်တာယူဒါကိုသင်္ကန်းစာလို့ပြောတာเนาะအခုလည်းမိမိတို့မမိလိုက်ကြပေမဲ့ဘုရားမြတ်စွာသာသနာတော်မှာထင်ရှားတဲ့အိန္ဒိယနိုင်ငံကမင်းတစ်ပါးဗိမ္ပိတာရလို့ခေါ်တယ်မင်းတစ်ပါးအတုယူအားကြစရာတွေရှိသလိုသူ့ကိုအတုမခိုးရမယ့်အရာတွေတတိထားစရာချက်လက်တွေလည်းရှိတယ်ပေါ့နော်မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကအိန္ဒိယနိုင်ငံမှာဒီကနေ့ခေတ်အိန္ဒိယမြေပုံနဲ့တော့မတူဘူးပေါ့အင်္ဂါတိုင်းနဲ့မဂရတိုင်းတိုင်းကြီးနှစ်တိုင်းကိုအုပ်ချုပ်ပြီးတော့ဘုရင်လုပ်နေတာဗိမ္ပိတာရမင်းလို့ခေါ်တယ်စာပေကျမ်းကမှာဗိမ္ပိတာရဆိုတဲ့နာမည်နဲ့မှတ်တမ်းတင်ထားခဲ့တယ်သို့တော့တခေတ်တည်းထွန်းကားခဲ့တဲ့ဂျိန်းဝါဒလို့ခေါ်ဒီကနေ့ခေတ်အိန္ဒိယနိုင်ငံမှာကိုးကွယ်နေတဲ့ဘာသာတစ်ခုပေါ့ဂျိုင်းနစ်ဇန်လို့ဒီလိုသုံးတာပေါ့နော်အဲ့ဒီဂျိန်းဝါဒစာပေရဆိုလို့ရှိရင်ဗိမ္ပိတာရကိုဘယ်လိုခေါ်တော့ဆိုသေနိယမင်းလို့ဒီလိုနာမည်ပေးတယ်သူတို့ဘုရားစာပေတွေထဲမှာလည်းပဲရာဇာမာကရောဗိမ္ပိတာရောသေနိယောဗိမ္ပိတာရောလို့ဆိုပြီးတော့အဲ့ဒီနာမည်ကိုထည့်ပြီးသုံးထားတာရှိတယ်နော်သေနိယဆိုတာသူ့ရဲ့ဂုဏ်ကြီးတစ်ခုပဲအဲ့ဒီခေတ်အနေထားမှာသူကအင်အားကောင်းတဲ့စစ်တပ်ကြီးရှိတယ်ဒါကြောင့်မို့သူ့ကိုသေနိယစစ်အင်အားကောင်းတဲ့ဘုရင်ပေါ့မာဂရဆိုတာမဂရတိုင်းကိုအစိုးရပြီးသေနိယစစ်တပ်အင်အားကောင်းဗိမ္ပိတာရမင်းလို့ဘုရားဘာသာကျမ်းစာတွေမှာဒီလိုဆိုတယ်အဲ့တော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာစံနမူနာယူစရာတွေတော့အများကြီးပဲပေါ့အဲ့တော့ဗိမ္ပိတာရမင်းဟာလူသားတွေရဲ့ထုံးစံအတိုင်းပါပဲထူးခြားတာရှိတယ်မထူးခြားတာတွေလည်းအများကြီးပဲလူဆိုတာတော့တူတူပဲလို့ပြောရမှာပဲเนาะသို့တော့အတိတ်ဘဝတုန်းကသူဟာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့မြတ်စွာဘုရားပွင့်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းမကရာတိုင်းမှာသွားပြီးတော့တရားကျင့်တယ်အလုံးဘုရားဝင်ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေတိုင်းဘုရားလောင်းဟာ29နှစ်တောထွက်ပြီးတော့အနောမတောင်ကမ်းကနေခွာပြီးရာဇဂိုမြို့ကိုရောက်သွားတယ်ပထမဆုံးတောထွက်ပြီးသင်္ကန်းဝတ်ပြီးတော့ရာဇဂိုရောက်သွားတဲ့အခါမှာရာဇဂိုမြို့ထဲမှာဆွမ်းခံဝင်တယ်အဲ့တော့အဲ့ဒီခေတ်ကဘာသာတရားကိုအထုတ်တဲ့ပုဂ္ဂိုလ်တွေဆိုတာငယ်ငယ်ရွယ်ရွယ်ရှားတယ်ပေါ့ငယ်ငယ်ရွယ်ရွယ်နဲ့သင်္ကန်းဝတ်တာတွေရှားတယ်ပေါ့နော်မိမိတို့တရားဓမ္မကိုကျင့်ကြံကြိုးကိုအားထုတ်တယ်ဆိုတာအရွယ်နည်းနည်းကြီးလာတဲ့အခါမှာလုပ်ကြတယ်အခုက29နှစ်ဆိုတော့တော်တော်ငယ်တာပေါ့နော်အဲ့လိုငယ်ရွယ်ပြီးတော့နုပြိုရုပ်ဆင်းအမဲ့ကလည်းပဲငေးမောကြည့်ရလောက်အောင်ရုပ်ဆင်းကောင်းတဲ့ပုဂ္ဂိုလ်ဝိထရသူတော်စင်အဝတ်နဲ့တပိတ်ပိုက်ပြီးတော့တပိတ်ဆိုတာခုခေတ်ဗုဒ္ဓဘာသာကြီးညိုတဲ့ပုဂ္ဂိုလ်တွေကတော့တပိတ်လို့ခေါ်တာပေါ့နော်တကယ်ကတော့ခွက်ကြီးကင်ပြီးတော့မြို့ထဲမှာထမင်းလိုက်တောင်းတယ်လို့ဒီလိုပြောရမှာပဲပေါ့နော်ဒီလိုပုဂ္ဂိုလ်မျိုးကအိန္ဒိယနိုင်ငံမှာဒီလိုလှုပ်လိရှိတာမဟုတ်ဘူးလေသို့တော့သူတော်စင်နေဆိုရင်လှုပ်လိရှိတယ်ပေါ့စာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့မိမိတို့စားခွက်နဲ့မြို့ထဲမှာလှည့်လည်တယ်ပေါ့
လူကျင်တဲ့လူလှူနိုင်အောင်ဆင်သင့်လှဲ့ဒါအဲ့ဒီခေတ်ကလုံးဆင်သဘောမျိုးခုခေတ်တော့ဘုရားဘာသာထွန်းကားရတဲ့နိုင်ငံတွေတော့ဘုန်းကြီးတွေဆွမ်းခံတယ်ပေါ့ဒီလိုပဲပြင်တာဒါမို့လို့ဒီတချို့နိုင်ငံသားတွေကဒီတပိတ်ကိုဘယ်လိုအင်္ဂလိပ်လိုပြန်တော့ဆို backing ball လို့ဘာသာပြန် backing ball ဆိုတာတောင်းစားတဲ့ခွက်ကြီးလို့ပြောတာအဓိပ္ပာယ်ဟာအဲ့ဒီပုံစံကြီးပဲเนาะထမင်းလိုက်တောင်းတဲ့ခွက်ပေါ့เนาะ backing ball လို့ဒီလိုပြောတာအဲ့တော့ဆိုလိုတဲ့အနှစ်သာရကတော့ဘယ်လိုပဲပြောတောင်းပုံတောင်းနေရတာမတူဘူးပေါ့သူတော်စင်နေကြတော့မိမိတခုရည်စူးပြီးတော့တိတ်ဆိတ်ခိတ္တခဏရက်တယ်လှူခြင်းတဲ့ပုဂ္ဂိုလ်ကလာလောင်းတဲ့အချိန်ပိုင်းလေးလောက်ပဲရက်တယ်မလှူဘူးဆိုရင်လည်းနောက်တဲ့အိမ်သွားရက်တယ်မလှူဘူးဆိုရင်လည်းနောက်တဲ့အိမ်သွားရက်တယ်တရောင်းစားလို့တော့တစားသာတောင်းတာမဟုတ်ဘူးเนาะရည်ညွှန်းပြီးတော့ရက်တာပဲရှိတယ်စက္ကုံတွေမျက်လွှာချပြီးတော့ဒီအိန္ဒြေရရပ်ပြီးတော့အတိတ်ပဲကတော့တောင်းခံတာပေါ့သို့တော့နှုတ်ရွက်ပြီးတော့တောင်းတာမျိုးမဟုတ်ဘူးအဲ့တော့ဘုရားအလောင်းဟာဂတိကာရပြမကြီးကနေပြီးတော့ကတ်လိုက်တဲ့ကြာပွဲကြီးတဲ့ကရတဲ့သင်္ကန်းတပိတ်ပြိခရာဝိယအဲ့ဒါကိုလွယ်ခေါ်တော့ကြာသင်္ကန်းလို့ခေါ်တယ်ကြာသင်္ကန်းလို့ခေါ်တော့လူတွေကကြာရိုးရက်ထားတဲ့သင်္ကန်းထင်ပြီးတော့ကြာရိုးတွေကိုသင်္ကန်းလုပ်ပြီးရက်နေကြတကယ်ကတော့ကြာသင်္ကန်းဆိုတာဘုရားအလောင်းဝတ်တဲ့ကြာသင်္ကန်းကကြာရိုးရက်ထားတဲ့သင်္ကန်းမဟုတ်ဘူးเนาะကြာပွင့်ထဲမှာရရှိနေတယ်အထိတ်မှတ်အနေနဲ့ရောက်ရှိနေတယ်ကြာပွင့်ထဲမှာပါလာတဲ့အမတမထူးဆန်းတဲ့ဝတ်စုံလို့ဒီလိုပြောတာเนาะကြာပွင့်ထဲကရဗြဟ္မာကြီးတွေကယူပြီးတော့တိမ့်ထားတယ်ကသဗ္ဗမြတ်စွာဘုရားရဲ့တပည့်တကာအနာဂံဥပဒကကြီးကဗြဟ္မပြည်ရောက်သွားဂေါရမဘုရားအလောင်းနဲ့သောတိပန္နလူလင်ဘွားတုန်းကအမတမရင်းနှီးတဲ့မိတ်ဆွေကြီးဟောတိဋ္ဌရမင်းသားဂေါရမဘုရားလောင်းတိဋ္ဌရမင်းသားတောထွက်လာတဲ့အခါမှာသူကကြာပွင့်ထဲကရတဲ့သင်္ကန်းတပိတ်ပြိခရာတွေကိုလာပြီးတော့လှူတာဂတိကာရဟုတ်ရင်တော့ကလေးကအမတမရင်းနှီးတဲ့မိတ်ဆွေကြီးပေါ့နော်လာပြီးတော့လှူတာအဲ့ဒီသင်္ကန်းနဲ့အဲ့ဒီတပိတ်သင်္ကန်းကိုဝုတ်ပြီးတပိတ်ကိုပွေ့ပြီးတဲ့အခါမှာရာဇကြုံမြို့တဲကိုဆွမ်းခံတော့ဗိမိတာရကနန်းတော်လေသာပြတင်းကနေချိတယ်အဲ့တော့ဗိမိတာရနန်းတော်ကခုမန္တလေးမြို့သူမြို့သားတွေကအောင်းမိတ်လိုက်ပဲမင်းတို့မင်းကြီးနန်းတော်လိုဟာပဲနေမှာလို့ဒီလိုအောင်းမိတ်မှာပေါ့သို့တော့သူတို့နန်းတော်တွေဟာဒီလိုအချွန်တက်တွေပါဖို့မရဘူးမဟာရာဇာတွေနေတဲ့နန်းဆိုတာတိုက်တန်းကြီးတွေလို့တိုက်ကြီးတွေပဲเนาะအုတ်တိုက်ကြီးတွေအိန္ဒိယနိုင်ငံရောက်လို့ရှိရင်ဗာရာဏသီဗြဟ္မထနန်းတော်ဆိုတာသွားချိပေါ့เนาะဗာရာဏသီမြေဟိုဘက်ကိုဖြတ်ကူးပြီးတော့ဗြဟ္မထနန်းတော်ဆိုတာရှိတယ်ဒီကနန်းတော်နဲ့မတူဘူးเนาะဒီကလိုအချွန်အတက်နဲ့ပြတ်တက်တဲ့ပုံစံမဟုတ်ဘူးအုတ်တိုက်ကြီးဆောက်ထားတာเนาะအဲ့တော့ဗိမိတာရမင်းကနန်းတော်ကနေလှမ်းချိလိုက်တဲ့အခါမှာဘုရားလောင်းအိမ်စဉ်လှည့်ပြီးတော့ဆုံးခန္ဓာမြင်လိုက်တော့သူ့စိတ်ထဲမှာအံ့ဩသွားတယ်ရုပ်ဆင်းကလည်းအမတန်လှပတယ်ငယ်ငယ်ရွယ်ရွယ်နဲ့ဘလုံးတပ်ပယ်တဲ့ပုဂ္ဂိုလ်အောက်တန်းစားတွေကတော့မဟုတ်တော့ဘူးအမျိုးမြတ်တဲ့ထဲကဖြစ်လောက်တယ်မြို့ရဲရွာထဲမှာဆုံးခံနေတယ်တော်တော်ထူးဆန်းတာပဲအရင်ကလည်းတစ်ခါမှမမြင်ဘူးဆိုတမန်တွေကိုလွတ်တယ်လိုက်စုံစမ်းကြစမ်းဘသူလဲပဲဝါလဲသိအောင်လိုက်စုံစမ်းကြဆိုဘုရင်ကြီးကလွတ်လိုက်တဲ့တမန်တွေကနောက်အောင်ခံလိုက်သွားတာဘုရားလောင်းကဆုံးခံပြီးတော့မြို့ပြင်ထွက်တောင်ငါးလုံးကာခိုရာဇဂိုလို့ဆိုတဲ့အတိုင်းတောင်တွေကအမတန်ပေါ်တယ်အဲ့ဒီမှာတောင်ငါးလုံးနဲ့ကတစ်လုံးဖြစ်တဲ့ပန္ဒဝတောင်ဘက်ကိုကြွသွား
နောက်ကလိုက်သွားကြတယ်ပန္ဒဝတောင်ချေရောက်တဲ့အခါကျတော့ဘုရားလောင်းဟာရေရလွယ်တဲ့နေရာလေးမှာထိုင်ပြီးတော့အိန္ဒကာကလောင်းလိုက်တဲ့ကောင်းတဲ့အရာသာမဟုတ်ဘူးเนาะဟိုအိမ်ဒီအိမ်ကနေသူတို့စားတဲ့စီကနေခွဲပြီးလောင်းလိုက်တဲ့မျိုးစုံနေတယ်ထမင်းကလည်းမျိုးစုံဟင်းကလည်းမျိုးစုံအဲ့ဒါကိုခုံးမိနေတာကိုသွားတွေ့ကြတွေ့တော့တမန်တွေကအနိကပ်ပြီးတော့ကြည်သေးချအောင်စောင့်တဲ့လူကစောင့်ပြီးဘုရင်ကြီးစီသွားသတင်းပို့တယ်အဲ့ဒီမြင်လိုက်တဲ့သူတော်စင်ဟာပန္ဒဝတောင်ချေမှာဆွန်ဖုံးပေးနေပါတယ်ဆိုတော့ဘုရင်ကြီးကအားချင်းမြင်းစည်းပြီးတော့ဓာတ်လျှောက်ထွက်လာခဲ့လိုက်လာခဲ့တယ်လိုက်လာတော့ဘုရားလောင်းလေးနဲ့တွေ့တဲ့အခါကျအနန္တရောက်တော့ဘုရားလောင်းမြင်လိုက်တဲ့အခါသူ့စိတ်ထဲမှာခင်မင်းတယ်ကြီးလိုက်တော့အရွယ်ချင်းကလည်းတိတ်မကွာကြဘူးပေါ့နော်တိတ်မကွာတဲ့အခါမျိုးရိုးတွေမေးတယ်ပေါ့ဘယ်မျိုးရိုးကလာတာတုံးလို့ဆိုဘုရားလောင်းကပြောတယ်ဟိမတတောင်ချေကကောသလတိုင်းမှာထိတ်တန်းမျိုးရိုးဖြစ်တဲ့တာကိဝင်မင်းမျိုးကလာခဲ့တာပါသူကတောထွက်ပြီးတော့အမှန်တရားကိုရှာဖွေဖို့သာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်အငြိမ့်တတ်ကိုရှာဖွေဖို့ထွက်လာခဲ့တာပါလို့သူ့အကြောင်းကိုရှင်းပြတယ်ပြောတယ်ဗေမိတာရမင်းကြီးကရုပ်မြင်လိုက်တာနဲ့ပဲသူကခင်မင်သွားပြီးတော့ဘုရားလောင်းကိုငယ်သေးတော့အကယ်၍များသူနဲ့တူတူနေမယ်ဆိုလို့ရှိရင်ဌိနန်းစည်းစိမ်တူတူပူးတွဲပြီးတော့အုပ်ချုပ်ကြရအောင်သူ့နိုင်ငံမှာနေပါလို့ဒီလိုဖိတ်ခေါ်အဲ့ဒီမှာဘုရားလောင်းကဌိနန်းစည်းစိမ်ကာမဂုဏ်ချမ်းသာတွေကိုမလိုချင်လို့သူစွန့်လာခဲ့တဲ့အကြောင်းရှင်းပြခဲ့တာဒါပထမဆုံးတွေ့တာပဲเนาะဘုရားမဖြစ်ခင်ဗေမိတာရဂေါတမဗုဒ္ဓနဲ့ဗုဒ္ဓရဲ့လောင်းလျာတိဋ္ဌထမင်းသားဘုရားဒီလိုတွေ့လိုက်တာအဲ့ဒီကနေပြီးတော့ဘုရားလောင်းဟာတရားထုတ်လိုက်တာတရားရှာတာ6နှစ်လောက်ကြာသွားတယ်နောက်ဘုရားဖြစ်တယ်ဆိုပါတော့ရာဇဂိုကနေထွက်ပြီးတော့ဗာရာဏသီမိဂရာအောင်မှာဣတိပတနာတောမှာသွားပြီးတော့တပည့်စัจ जा တရားဟောအဲ့ဒီဣတိပတနာမှာနေရင်ကနေပြီးတော့တရားဓမ္မနားလည်လာတဲ့ပုဂ္ဂိုလ်တွေတစားနဲ့များလာနောက်ဆုံးမှာယန္တာအပါ60ပေါ်သည်ထိအောင်များပြားလာတဲ့အခါမြတ်စွာဘုရားကအဲ့ဒီယန္တာအပါ60ထို့ရက်တွေသာသနာပြုသွားကြဖို့စိတ်လွတ်ပြီးတော့မိမိကိုယ်တိုင်ကရာဇဂိုပြည်ဘက်ကိုပြန်ထွက်လာခဲ့တာဥရဝေလတောဘက်ကိုပြန်ကြွလာပြန်ကြွလာပြီးတော့ဥရဝေလတောထဲမှာသူတို့ရဲ့အယူဆအတိုင်းတရားကျင့်နေတဲ့ယသိ1000ရှိတယ်ဥရဝေလကတ္တဗတို့နတိကတ္တဗတို့ခရာကတ္တဗတို့ဆိုတဲ့ညီနောင်3ယောက်အချမ်းရံ1000နဲ့အဲ့ဒီမှာနေကြတာမြတ်စွာဘုရားကသူတို့ကိုတရားဓမ္မဟောပြောစည်းရုံးပြီးအဲ့ဒီကနေစည်းရုံးပြီးတဲ့နောက်ပိုင်းမှာမြတ်စွာဘုရားဥရဝေလညီနောင်1000ကိုတရားသိစေပြီးတော့တပြည့်တာဝကအဖြစ်သူတို့ကိုခေါ်ဆောင်ပြီးတော့ခရာတိတကနေပြီးရာဇဂိုဘက်ကိုကြွလာတယ်တရားအမထုတ်ခင်တုန်းကဘုရားအလောင်းဘွားတုန်းကတစ်ခါရောက်ခဲ့တယ်အခုတစ်ခါဘုရားဖြစ်ပြီးတဲ့နောက်တစ်နှစ်ကျော်လောက်ကြာတဲ့အခါမှာဒီကိုရောက်လာပြန်တယ်ဟောနော်အဲ့ဒါလို့တရင်တွေကလည်းကြီးလာတယ်ပေါ့ဂေါတမဗုဒ္ဓအင်တမထူးခြားတဲ့အည်အသွေးတွေတရားဓမ္မဟောပြောတယ်မှန်ကန်တဲ့တရားဓမ္မတွေဟောပြောတယ်မြတ်သောအကျင့်တွေကိုထင်ထင်ရှားရှားချမှတ်ဟောကြားတယ်လို့ဆိုတာကဘာမှာ
ထိုဒေသမှာပြန့်နှံ့ကြော်ကြားပြီးမြတ်စွာဘုရားကြွလာတာရာဇဂိုမြို့နာကလတ္ထိဝနဆိုတဲ့ထန်းတော်ဥယျာဉ်ထဲမှာယဟန်တစ်ထောင်နဲ့သရင်သုံးနေတဲ့အချိန်ဗေမိတာရကသရင်လဲကြားရောသူမျိုးသူမျိုးသားအချမ်းရံ12000နဲ့မြတ်စွာဘုရားစီရောက်လာအဲ့တော့အဲ့ဒီအချိန်ထိအောင်ဗေမိတာရဟာဗုဒ္ဓဘာသာမဟုတ်သေးဘူးเนาะဗုဒ္ဓဘာသာဖြစ်တာမဟုတ်သေးဘူးသို့တော့ဗုဒ္ဓဘာသာမဟုတ်ပေမဲ့လို့သူတော်စင်သူတော်မြတ်တွေကိုယုံကြည်တယ်မြတ်နိုးတယ်ဆိုတဲ့စိတ်ဓာတ်သူ့မှာရှိတယ်သူတော်ကောင်းတွေအကျင့်အနေထိုင်ကောင်းတဲ့ပုဂ္ဂိုလ်တွေယုံကြည်တယ်ဗုဒ္ဓမပေါ်သေးတော့ဗုဒ္ဓဘာသာလို့ဒီလိုမဟုတ်သေးဘူးပေါ့အဲ့တော့လူ12000နဲ့တရင်ကြီးတဲ့မြတ်စွာဘုရားကြွလာတယ်ဗုဒ္ဓဂေါရမကြွလာတယ်ဆိုလာပြီးတော့တွေ့တာဒါကတော့လူရဲ့သဘာဝပဲလေထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်တူလာတယ်ဆိုရင်သွားတွေ့ကြတာပဲเนาะတွေ့ချင်ကြတယ်ဖူးချင်ကြတယ်ဆိုသွားကြအဲ့ဒီလတ္ထိဝနထဲမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်မှာသွားရောက်ဖူးတွေ့တော့ဖူးတွေ့တဲ့ထဲမှာလူမျိုးစုံပါတယ်တဦးနဲ့တူမတူကြတစုကမြတ်စွာဘုရားကိုမြင်လိုက်တာနဲ့တယုတ်တသေးဝတ်ချပြီးတော့တလေးတစားနှုတ်ဆက်စကားပြောကြတဲ့ပုဂ္ဂိုလ်ရှိတချို့ကတော့ဘုမချဘူးလက်အုပ်ပဲချီတယ်အဲ့ဒါလိုနေတဲ့ပုဂ္ဂိုလ်တွေလည်းပါတချို့ကတော့သူဘသူပါဆိုတာနာမည်တွေလျှောက်ပြီးတော့မြတ်စွာဘုရားကိုအယုသိပေးပြီးနေတဲ့ပုဂ္ဂိုလ်တွေရှိတချို့ကတော့ဘာမှမပြောဘဲနဲ့တိတ်တိတ်ထိုင်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိလူမျိုးစုံပေါ့မြတ်စွာဘုရားစီရောက်လာတဲ့အခါပထမဘုရားနောက်ကပါလာတဲ့ယသိဘဝကလာတဲ့ယသိဟောင်းယဟန်တစ်ထောင်ကိုသူတို့တွေ့တော့သူတို့နိုင်ငံသားတွေကအဲ့ဒီယသိတွေကိုကိုးကွယ်ကြတာနှစ်ဘုံလုံးကဥရုဝေလတို့ဥရုဝေလကတ္တဗတို့ခရာကတ္တဗတို့နဒီကတ္တဗလို့ဆိုတဲ့ညီနောင်သုံးကျိတ်ဥဆောင်တဲ့ယသိတွေကိုကိုးကွယ်အခုဂေါရမဘုရားရဲ့နောက်ကသူတို့ပါလာတဲ့အခါမှာသူတို့စိတ်ထဲမှာတွေးကြတယ်ပေါ့အမျိုးမျိုးဂေါရမဘုရားကပဲဆရာလားဒီယသိတွေကဆရာလားเนาะဘယ်သူကဆရာလဲဘယ်သူကတပည့်လဲဆိုစဉ်းစားလာကြစဉ်းစားတဲ့အခါမှာဥရဝေလကတ္တဗအကြီးဆုံးပုဂ္ဂိုလ်ကမြတ်စွာဘုရားကိုဥတိုက်တကုဗျာတိဟာပြဇံဝင်စားပြီးဘုရားကိုဥတိုက်အယုသိပေးတဲ့အခါကျတော့မှအားလုံးကဩဂေါရမဗုဒ္ဓကဆရာပဲကျန်တာတွေကဂေါရမဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူကြတယ်သူတို့ကအဲ့ဒီတုန်းကရစ်ပူဇော်တာတို့ရေချိုးတာတို့သူတို့ရဲ့အယူဝါဒဘာတော့ဆိုရင်အကုသိုလ်တွေကိုလှုပ်ခဲ့တဲ့အမှားတွေအဲ့ဓာတွေတန့်စင်ဖို့အတွက်ဘာလုပ်ရမလဲလို့ဆိုရင်တနေ့ကို3ချိန်ရေချိုးရေချိုးလိုက်လို့ရှိရင်သူတို့လှုပ်ခဲ့သမျှအကုသိုလ်တွေကိုဆေးကြောပစ်ထားရောက်တယ်ဟောအိန္ဒိယမှာခဏိထိဒီအယူဆရှိသေးတယ်မကောင်းမှုတွေလှုပ်ထားလို့ရှိရင်အဲ့ဒီမကောင်းမှုတွေပပျောက်သွားအောင်ဆိုပြီးတော့ရေချိုးတာရေချိုးလိုက်လို့ရှိရင်မကောင်းမှုအကုသိုလ်တွေပျောက်သွားတယ်လို့ယူဆဒီကနေ့ခေတ်မှာတချို့ဘာသာတွေကဟောတာရှိသေးတယ်လေဘလောက်ပဲမကောင်းတာတွေလှုပ်ထားဘုရားသခင်ထံ compassion လုပ်လိုက်လို့ရှိရင်အပြစ်တွေကဘုရားသခင်ကလွတ်တယ်လို့ဆိုတာလည်းရှိနော်အယူဆတွေအမျိုးမျိုးရှိတယ်ဆိုတာကိုမှတ်သားထားဖို့ပေါ့နော်ဘုရားဘာသာမှာအဲ့ဒီလိုမဟုတ်ဘူးအပြစ်ဆိုတာဒီကိုယ်တိုင်ကျူးလွန်ထားတဲ့အပြစ်တစ်ခုဘုရားဘာသာအရာဆိုလို့ရှိရင်အပြစ်ကျူးလွန်ထားရင်ထိုအပြစ်ကျူးလွန်ပြီးသားဖြစ်သည့်အတွက်ကြောင့်ပြင်လို့ရတာတော့မဟုတ်ဘူးသို့တော့ကောင်းတာတွေများများလုပ်ပြီးအပြစ်ကိုအပြစ်လို့မြင်တယ်မှန်ကန်တဲ့ဤအတိုင်းတရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်တယ်ဆိုရင်ထိုအပြစ်ကလွတ်တယ်လို့မြတ်စွာဘုရားဟောတာနော်ဘုရားနည်းကခွင့်ပန်ယုံ
တောင်းပန်ယုံနဲ့အပြစ်ကလွတ်တာဒီလိုတော့ပြောတာမဟုတ်ဘူးခုနတုန်းကပရိသတ်ကဩကာသနဲ့ဆိုလိုက်တဲ့အခါမှာတချို့ဩကာသထဲမှာပြစ်မှားမိသည်ရှိတော့ထိုအပြစ်တို့ကိုပပျောက်ပါစေခြင်းအကျိုးငါလို့ကြော့တယ်ဆိုတာကြော့လိုက်တဲ့ဖြင့်ကိုယ်စိတ်ထဲမှာရှင်းသွားတဲ့အခါကျတော့ဒါအတွက်တအုံနွေးနွေးနဲ့စိတ်ပူတယ်ဆိုတဲ့အကုသိုလ်နောက်ထပ်မလာအဲ့တော့ဒီနေရာမှာအကုသိုလ်ကိုနှစ်မျိုးခွဲမှတ်ရလှုပ်လို့ဖြစ်တဲ့အကုသိုလ်ပြန်တွေးလို့လုံမိတဲ့အပေါ်မှာပြန်တွေးလို့ဖြစ်တဲ့အကုသိုလ်ဒီနှစ်ခုရှိတယ်လှုပ်လို့ဖြစ်တဲ့အကုသိုလ်ကလှုပ်ပြီးရင်လှုပ်ပြီးသားဖြစ်သွားပြီလေဥပမာမဲ့ခြေနှကောင်ကိုတတ်လိုက်တာဆိုရင်တတ်ပြီးသားဖြစ်မသွားဘူးလားအဲ့တတ်ပြီးသားဖြစ်တာကိုဘယ်လိုလုပ်ပြင်လို့ရပြင်လို့မရသို့တော့ဘုရားရဲ့ဤကပြင်တယ်ဆိုတာဘယ်လိုတော့မြတ်စွာဘုရားကပါဏာတိပါဒအမှုဟာမကောင်းဘူးအပင်ငရဲကြစေနိုင်တယ်ဖြစ်လျက်ဘဝမှာအသက်တူတယ်ယောဂများတယ်အဲ့တော့ဒီအလုပ်ဟာမကောင်းဘူးသူများတဲ့တတ်တာအကုသိုလ်ဖြစ်တယ်အဲ့ဒီအကုသိုလ်မကောင်းဘူးလို့မြင်လာပြီးတော့အဲ့ဒီမကောင်းမှုကိုရှောင်ပြီးတဲ့အခါမှာကောင်းတာတွေကြီးပဲဆက်ပြီးကြိုးစားအဲ့ဒီနီးနဲ့ဒီပါဏာတိပါဒအကုသိုလ်ကိုကျော်လွှားလို့ရတယ်လို့သူတို့ပြောနော်လှုပ်ချင်တာတွေလှုပ်ပြီးမှဒူးထောင်ပြီးတော့တောင်းပန်လိုက်လို့လွတ်သွားတယ်ဆိုတာကတော့ဖြစ်နိုင်မဖြစ်နိုင်ကိုယ့်အကိုပဲစဉ်းစားကြည့်နော်ကိုလှုပ်ချင်တာတွေလှုပ်မယ်လှုပ်ပြီးရင်ဒူးထောင်တောင်းပန်လိုက်တာနဲ့ပြီးစတန်းဆိုလို့ရှိရင်ခွင့်လွတ်လိုက်တာနဲ့အကုန်ပြီးတယ်ဆိုလို့ရှိရင်တော့အတော်ဟန်ကြတဲ့ဤစနစ်ပဲအဲ့ဒါနော်သို့တော့ guarantee ရှိတာမဟုတ်ဘူးအပြစ်ကဘယ်မှာရှိတာလဲဆိုကိုလှုပ်တာကိုယ့်ရဲ့တဏ္ဍာမှာပဲဖြစ်တာလေကိုလှုပ်တာကိုကိုလှုပ်ထားတဲ့အလုပ်တစ်ခုကိုလာပြီးတော့ခွင့်လွတ်ယုံနဲ့အပြစ်ဆိုတာလွတ်မလွတ်ကိုယ့်အကိုပဲစဉ်းစားကြည့်ပေါ့ကိုယ်တဏ္ဍာမှာဖြစ်တဲ့ယောဂဝေဒနာတစ်ခုကိုတရားရောက်ကနေပြီးတော့ခွင့်လွတ်ယုံနဲ့ဒီယောဂပျောက်သွားတာမှမဟုတ်တာဘာလို့ယောဂပျောက်တဲ့ဆေးစားရတာပဲလေအခုလည်းပဲအတူတူပဲကိုယ်တဏ္ဍာမှာဖြစ်သွားတဲ့အကုသိုလ်မကောင်းမှုလို့သိရမယ်ရှောင်ရမယ်နောက်ထပ်ဒါမျိုးမဖြစ်အောင်ထိမ့်သိမ့်တယ်ကောင်းတာတွေဆက်လုပ်တယ်ဟောဒီလိုဆိုလို့ရှိရင်ကောင်းတာနဲ့မကောင်းတာကောင်းတာတွေကများလာတဲ့အခါမှာမကောင်းတာကအလို့လျောက်ဘေးရောက်သွားတာပဲဒါထုံးစံပဲလေအဲ့ဒါလို့စနစ်ကသာလဲမှန်ကန်တယ်လို့ဒီလိုပြောရနော်ဒီလိုလုပ်ရဒါကရသော်ဘုရားကဟောထားတဲ့ကံစိုးတွေကလွတ်မြောက်တဲ့ဤစနစ်ကအဲ့ဒါပဲရှိတယ်ဒါပုံမှန်ပဲလှုပ်လို့တောင်းပန်တယ်တို့ဝန်ချတယ်တို့ဆိုတာလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကိုပြောတာမဟုတ်ဘူးအဲ့ဒီအကုသိုလ်ပေါ်မှာထပ်တလဲလဲစိတ်ထဲမှာပူပန်းနေတဲ့အကုသိုလ်တာတာနောက်ထပ်စိတ်ပူစရာမရှိတော့ဘူးပေါ့တောင်းပန်လိုက်ပြီဆိုရင်ခြေအေးသွားတယ်လူလည်းပဲတယောက်နဲ့တယောက်ပြောမှဆိုမှရှိရင်တောင်းပန်လိုက်ရင်တစ်ဖက်ကခြေအေးသွားတယ်လေခွင့်လွတ်သွားတယ်သိခံသွားတယ်ကိုယ်ကလည်းစိတ်နှလုံးအေးသွားတယ်အဲ့ဒီဟာကိုရည်ညွှန်းတာနော်ဒါကြောင့်မို့တူညီမှုတော့မရှိဘူးအဲ့တော့အိန္ဒိယနိုင်ငံကတော့ကြည့်လှုပ်သမျှအကုသိုလ်တွေရေချိုးညလှုပ်ထားရင်မနေ့ရေချိုးလိုက်ပျောက်သွားနေ့လှုပ်တဲ့အကုသိုလ်တွေညရေချိုးလိုက်ပျောက်သွားအဲ့ဒါလို့ပျောက်စတန်းဆိုလို့ရှိရင်ရေထဲမှာနေတဲ့ငါးတွေဟာအကုသိုလ်ပဲဖြစ်ပါအောင်မလားအမြဲတမ်းရေချိုးနေတာဆိုတော့တန့်စင်နေမှာပေါ့နော်အဲ့တော့လောကလူတွေဟာတခါတရံကြတော့စဉ်းစားမှုသိပ်ပြီးတော့မရှိကြဘူးလို့ဒီလိုပြောရနော်အသိဉာဏ်ဟာကိုယ်နာကတ်နေပြီလေသိချင်တာသိတာပေါ့နော်အေးအခုရေငုတ်မီးလုံတုံးခုံဆဲခတ်ဆိုတဲ့ဒီအကျင့်တွေကျင့်နေတဲ့အဲ့ဒီယသိတွေဟာနောက်ဆုံးကြတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒါတွေဆွန့်လွတ်ပြီးတော့ဘုရားတရားနာပြီးတော့ရဟန္တာတွေဖြစ်သွားကြစိတ်ဓာတ်ဖြူစင်သွားကြတယ်ပေါ့ဒီလိုဖြစ်တာအဲ့တော့သူတို့တပည့်မှန်းသိလာဗေမိတာရမင်းကြီးတို့မြတ်စွာဘုရားကတရားဟောတယ်သူပိယိတ္တကိုတရားဟောတဲ့အခါဘာကစဟောတော့ဆိုရင်ဒါနဆိုတဲ့ကုသိုလ်ဟာလှုပ်တဲ့နယ်ဆိုတာစ
ဒါနပြီးတော့ဒါနဆောက်တည်တဲ့အခါမှာကိုချင်းသီလရှိဖို့လိုတယ်ဟောသီလအကြောင်းဟောဒါနနဲ့သီလရှိပြီဆိုရင်လူပြည်တဲ့ချမ်းသာတဲ့နတ်ပြည်ရောက်ဖို့ဆိုတာလွယ်တယ်နတ်ပြည်ဆိုတာဘယ်လိုချမ်းသာတယ်ဆိုဟောနတ်ပြည်အကြောင်းကိုဟောတယ်လောကလူဆိုတာအကျိုးရမှလုပ်ချင်တာလေစီးပွားရေးတောင်မှဘယ်စီးပွားရေးကဘလောက်မြတ်တယ်ဆိုအမြတ်များတဲ့စီးပွားရေးပဲလုပ်ချင်တာပေါ့ကုသိုလ်ကောင်းမှုဆိုလည်းပဲအမြတ်များတဲ့ကုသိုလ်ရွေးလုပ်မှာပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒါနအကြောင်းဟောတယ်ဒါနအကြောင်းနဲ့လူတွေဟာစိတ်ဝင်စားလောက်တခါသီလအကြောင်းဟောတယ်သီလကိုအာယုံပြုပြီးကိုချင်းတရားတွေကောင်းမှုကြိုးစားလာဒါနသီလနဲ့ပြည့်စုံရင်ကောင်းတဲ့ဘုံရောက်တယ်ချမ်းသာဒုက္ခတွေရတယ်အဲ့ဒါလို့လုပ်ပြီးတော့မြတ်စွာဘုရားနောက်ကြတော့ဘာဟောတော့လို့ဆိုအဲ့ဒီနတ်ပြည်မှာရှိတဲ့ချမ်းသာတွေရောလူပြည်မှာရှိတဲ့ချမ်းသာတွေကာမဂုဏ်အာယုန်တွေဆိုတာအမြဲတမ်းအန္တရာယ်များတယ်နော်ကာမဂုဏ်ခံစားတာကြည့်လေဒီတခြားကိုမကြည့်နဲ့ခဏိခေတ်မှာတထေးဆိုတဲ့ပုဂ္ဂိုလ်တွေကအေးစေးစေးနေရတာမဟုတ်ဘူးချမ်းသာလေးလေး stress တွေများလေးလေးပဲနော်ချမ်းသာမှုကနေပြီးတော့ဆင်းရဲသွားမှကြောက်လို့နေညမအားအလုတ်ကြိုးစားပြီးတော့နေကြပျော်လို့လုံနေသလားလို့ဆိုဘယ်ဟုတ်ဆင်းရဲမှကြောက်လို့လုံကြနော်ချမ်းသာလေးလေးကြီးပွားလေးလေးဒီစိုးရိမ်စိတ်တွေ stress လို့ဆိုတယ်စိတ်ဖိစီးမှုတွေများလေးလေးနိုင်ငံတွေမှာအလွန်တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်လူတွေဟာအေးဆေးဆေးနေနိုင်ဖို့မရှိနောက်ကျမကြံ့ရဲ့အောင်အမြဲတမ်းပြေးလွှားပြီးတော့နေကြတယ်ဟောင်ကောင်တို့ဂျပန်တို့သွားကြည့်ဖြည်းဖြည်းသွားတဲ့လူတယောက်မှမရှိဘူးနော်ပြေးနေကြတယ်မိရထားလည်းအမိပြေးရတယ်ကားဆိုလည်းအမိကားတွေယထာတွေပေါ်ပါတယ်2မိနစ်တစ်စင်းလောက်လာနေတယ်ကိုကနေ့တိနေ့ကလုံးနေ2မိနစ်နောက်ကျသွားပြီသူများနဲ့အလုတ်ခွင်နောက်ကျသွားလို့ရှိရင်အလုတ်ပြုတ်သွားနိုင်တယ်ပြေးကြဒါကြောင့်မို့လို့သူတို့ဟာဖြည်းဖြည်းကိုမသွားတတ်တော့စိတ်ရုပ်တွေလို့ဖြစ်နေမကောင်းတာတောင်မှအေးစေးစေးဖြားလို့မရဘူးတဲ့ဆေးလေးတောက်ပြီးတော့အလုတ်ကိုပြေးကြမသွားနိုင်တော့ဘူးလဲပြီဆိုမှဆေးရုံတက်ကြဒါဟာဂျပန်တို့ဟောင်ကောင်တို့သိတိုးတက်လာပြီဆိုလို့ရှိရင်အဲ့လိုနိုင်ငံတွေမှာပို့ပြီးတော့ဆိုအဲ့တော့ stress ဆိုတာမတန်မှများတယ်လူတွေဟာအားရနားရတယ်မရှိဘာဖြစ်လို့တော့ဆိုဒီကာမဂုဏ်အာယုန်တွေအတွက်ပဲပေါ့ဒါတွေအတွက်ရှားနေတာနော်ရှားနေတဲ့အပြစ်တွေအမတန်မှများတယ်ဆိုတာကိုရှင်းပြနောက်အဲ့ဒီကာမဂုဏ်အာယုန်တွေကိုလက်လွတ်လိုက်မှချမ်းသာတာဆိုတာမြတ်စွာဘုရားကရှင်းပြ၅ခုကထ၅ပါးလို့ခေါ်တယ်အဲ့ဒါလို့ရှင်းပြလိုက်တဲ့အခါမှာကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုလည်းမြင်လာတယ်ကာမဂုဏ်အာယုန်တွေကစွန့်ခွာနေထိုင်ခြင်းရဲ့အကျိုးကိုလည်းသိလာပြီဆိုတဲ့အခါမှာတကယ်တဘာဝကိုမြင်ဖို့ရအတွက်မြတ်စွာဘုရားကသစ္စာ၄ပါးတရားကိုဟောတယ်အဲ့လိုဟောလိုက်တဲ့အခါမှာစိတ်ဓာတ်ကတက်ကြွနေတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာချက်ချင်းပဲအသိဉာဏ်ကထက်ထက်မြက်မြက်နဲ့ဓမ္မနဲ့ပတ်သက်တဲ့မျက်စိဓမ္မစက္ခုဆိုတာရရှိပြီးတော့သွားကြတယ်ဗိမိတာရမင်းနဲ့နောက်ပါ3,200,000တဲက3,100,000ဗိမိတာရမင်းနဲ့အတူတကွ3,100,000သောလူထုပရိသတ်ဟာသောတာပန်ဖြစ်သွားတယ်တရားကိုသိသွားကြတယ်ပေါ့သောတာပန်ဖြစ်သွားတယ်ဆိုတာအမြင်မှန်ရသွားပြီးတော့တန်တရားကင်းသွားကြတယ်လို့ဒီလိုပြောတာနော်ဒိဋ္ဌိနဲ့ဝိသိကိစ္စကဲဓမ္မစက္ခုဆိုတဲ့ဓမ္မနဲ့ပတ်သက်တဲ့မျက်စိအမြင်တစ်ခုကိုရအဲ့ဒီအမြင်ကဘယ်လိုဖြစ်ပေါ်တာတော့ဆိုရင်အေးဘာပဲဖြစ်လာတဲ့သဘောရှိတဲ့တရားမှန်သမျှဟာနောက်ဆုံးပျက်စီးခြင်းနဲ့ပဲအဆုံးသတ်ရမှာလို့ဒါအတွက်တန်တရားမရှိတော့ဘူးနော်တန်တရားမရှိတော့ဘူးလုံးဝလက်ခံသွားလုံးဝလက်ခံသွားဒါကြကြဒါလက်မခံလို့ရှိရင်သာဝရကံကုငင်ပုံမှာဓာတ်သက်ပံနေရမယ်ဆိုတာဖြစ်နေမှာပေါ့
ဘယ်မှာမှရာသက်ပံနေရတဲ့နေရာဆိုတာမရှိဘူးတဲ့နော်ထာဝရကောင်းကင်ဘုံဆိုတာမရှိဘူးထာဝရငရဲမှာထာဝရခံရမယ်ဆိုတာလည်းမရှိနိုင်ဘူးမြဲတဲ့အရာဆိုတာတခုမှမရှိဘူးဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှသည်ပြည့်ချင်းသဘောရှိတယ်ဆိုတာကိုရှင်းရှင်းကြီးမြင်သွားတာကိုဓမ္မစက္ခုလို့ခေါ်တယ်အဲ့ဒီတရားမျက်စိလို့ခေါ်တယ်ဒီအမြင်တစ်မျိုးကိုရရှိသွားတဲ့အခါဗေမိတာရတို့ဟာအင်မတန်မှဝမ်းသာအားရဖြစ်သွားတယ်အဲ့ထင်မယ်ကြံတဲ့1000ကတော့သောတာပန်မဖြစ်ဘူးသို့တော့ဘုရားဘာသာဖြစ်ခံယူလိုက်ကြတယ်ပေါ့အဲ့လိုတရားသိသွားတဲ့အခါမှာဗေမိတာရကမြတ်စွာဘုရားကိုဘာလျှောက်တုံးလို့ဆိုရှင်ဘုရားတဲ့တပည့်တော်မင်းသားဘဝတုန်းကမျောလင့်ချက်5မျိုးရှိခဲ့ပါမျောလင့်တောင်းတတာ5မျိုးရှိပါတယ်5မျိုးကဘာလဲလို့ဆိုရင်နံပါတ်1ကတပည့်တော်ဘယင်ဖြစ်ခြင်းဒီနိုင်ငံမှာဘယင်ဖြစ်ခြင်းသူ့ကိုမင်းအဖြစ်ဗိသိက်သွန်းခံရရင်ကောင်းပါပဲလို့ဆိုတဲ့ခတ္တိယဘိသိက်အသွန်းခံရမှုအတွက်သူမျှော်လင့်ခဲ့တယ်အဲ့ဒီမျှော်လင့်ချက်လည်းအခုရသွားတယ်နောက်မျှော်လင့်ချက်၄ခုကဘာလို့ဆိုရင်သူအုပ်ချုပ်တဲ့နိုင်ငံကိုအမှန်တရားသိတဲ့ပုဂ္ဂိုလ်ဖျားဆိုတာကြွလာရင်ကောင်းမှာပဲဆိုရယ်မျှော်လင့်ချက်ရှိတယ်တဲ့အဲ့ဒီအမှန်တရားသိတဲ့ပုဂ္ဂိုလ်ကသူ့ကိုအမှန်တရားတွေကိုထုတ်ပေါ်ဟောမယ်ဆိုရင်လည်းကောင်းမှာပဲအဲ့ဒီထုတ်ပေါ်ဟောတဲ့အချိန်မှာသူတရားနာခွင့်ရရင်လည်းကောင်းမှာပဲဆိုတဲ့ဒီတရားနာပြီးတော့သိခွင့်ရရင်ကောင်းမှာပဲဆိုရယ်ဟောဒီမျှော်လင့်ချက်တွေသူ့မှာဖြစ်ခဲ့တယ်နော်အခုအဲ့ဒီမျှော်လင့်ချက်တွေအကုန်လုံးသူပြည့်ပြည့်စုံပါပြီလို့မြတ်စွာဘုရားရှောက်မင်းသားဘဝတုန်းကသူမျှော်လင့်ခဲ့တာဘုရင်ဖြစ်ခြင်းနဲ့သူ့နိုင်ငံကိုဖျားကြွလာတာမျှော်လင့်နေကြွလာပြီးတော့ဒီဖျားကိုဖူးတွင်းခွင့်ဖျားရဲ့တရားဖျားတရားဟောတာဖျားတရားနာခွင့်သိခွင့်ဟောဒီဟာတွေကိုသူမျှော်လင့်တယ်လို့ဆိုတာကိုရှောက်တယ်အဲ့လိုရှောက်ပြီးတော့သူကဗုဒ္ဓရဲ့ဥပဒကအဖြစ်ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလိုက်တယ်ပေါ့နော်အဲ့ဒါလို့ ਨੇ မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာပထမဆုံးဗေမိသာရမင်းနဲ့မြတ်စွာဘုရားပထမဆုံးတွေ့ကြတဲ့အချိန်နဲ့အဲ့ဒါနောက်တည့်ကြတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာအဲ့ဒီလက်ထိဝဏကနေပြီးဒါစကြိုတဲ့ဆွမ်းကံဝဲတဲ့အခါမှာဗေမိသာရကပင့်ပြီးတော့မြတ်စွာဘုရားကိုဆုံးဆက်ကပ်ပြီးအဲ့ဒီမှာဗေမိသာရကစဉ်းစားတယ်ငါနိုင်ငံမြတ်စွာဘုရားကြွလာတယ်ဖျားနဲ့တင့်တော်တဲ့နေရာဘယ်နေရာရှိမလဲတင့်တော်တဲ့နေရာရွေးတာဘယ်လိုဟာတော့ဆိုမြို့နဲ့လည်းမဝေးစေရဘူးတိတ်မဝေးရဘူးတိတ်မနီးရဘူးမြို့တွေကဆူညံတန်တွေမကြားစေရဘူးเนาะအတန်တိတ်ဆိတ်မှုလည်းရှိရမယ်သွားတဲ့လာတဲ့ပုံကိုယ်တွေလည်းပဲသွားရေးလာရေးလွယ်ကူမှုရှိရမယ်ဆိုတဲ့ဒီအချက်တွေနဲ့ကြည့်လိုက်တဲ့အခါမှာဗေမိသာရမင်းကြီးကသူပိုင်တဲ့ဝေလူဝနဆိုတဲ့ဥယျာဉ်ကြီးဟာအဲ့ဒီအင်္ဂါရက်တွေနဲ့ညီတယ်ပေါ့မြို့ကနေပြီးတော့လဲတိတ်မလှမ်းမကမ်းမှရှိမြို့တဲကအတန်မလန်နေလဲမကြားရဘူးနေ့အခါမှလဲတိတ်ဆိတ်တယ်ညမှလဲတိတ်ဆိတ်တယ်သွားရေးလာရေးလဲလွယ်ကူတယ်အဲ့ဒီဝေလူဝနဆိုတဲ့ဥယျာဉ်ကြီးကိုဖျားလှူရရင်ကောင်းပါပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကိုရေစက်ချလှူလိုက်တာဖျားနဲ့ဖျားမှုရှိတဲ့တန်ဃာတွေကိုဝေလူဝနဆိုတဲ့ဥယျာဉ်ကြီးကိုရေစက်ချပြီးလှူလိုက်တယ်ပထမဆုံးသူမြတ်စွာဘုရားကိုအာရာမလို့ခေါ်တယ်အယံဥယျာဉ်ကြီးကိုလှူလိုက်ကျောင်းဆောက်လှူတာမဟုတ်သေးဘူးနော်အယံဥယျာဉ်ကြီးတစ်ခုလုံးလှူလိုက်အဲ့တော့ဘုရားတို့အဲ့ဒီအချိန်မှာတစ်ပင်အောက်နေကြတာများတယ်ကျောင်းနဲ့ကန်နဲ့နေတာမဟုတ်ဘူးတစ်ပင်အောက်တို့ရှိပြီးသားအဆောက်အဦလေးတွေဥပမာနတ်ကွန်းတို့ဘာတို့လှိုင်ကူတို့အဲ့လိုထဲမှာပဲနေကြတယ်ဘုန်းကြီးကျောင်းဆိုတာတတ်ရမရှိသေးဘူးအဲ့တော့တတ်မှမရှိအဲ့တော့ဝေလူဥယျာဉ်ထဲမှာမြတ်စွာဘုရားသခင်ကိုရမြတ်တရင်သုံးခဲ့ဒါကြောင့်မို့ပထမဆုံးအာရမလို့ဆိုတဲ့အယံကိုလှူတာဟာဗေမိသာရမင်းကြီးကပထမဆုံးပဲနောက်ဒီဗေမိသာရမင်းဟာ
သောတာပန်ဖြစ်ပြီးဘုရားကိုအမတမကြည်ညိုတယ်စဉ်းစားရမှာသောတာပန်ဖြစ်ပြီးတော့သူနိုင်ငံကိုဘယ်လိုအုပ်ချုပ်သွားတယ်လဲကြည့်လိုက်မယ်ဆိုရင်နိုင်ငံကိုဘယ်လိုအုပ်ချုပ်လဲသူ့နိုင်ငံမှာလည်းတစ်ခါတစ်ခါစစ်တိုက်ရတာတွေရှိတဘုံတကန်နေရှိနော်တဘုံတကန်နေရှိဗေမိသာရမင်းကတိုင်းပြည်အုပ်ချုပ်တဲ့အခါမှာရာဇဝတ်သားတွေကိုတတ်ဖို့အမိန့်တော့အဲ့ဒါလို့မပေးဘူးသူကတိုင်းပြည်ကိုအေးချမ်းအောင်လုပ်ကြလို့နော်တိုင်းပြည်မှာတဘုံတကန်နေမရှိစေနဲ့အေးချမ်းအောင်ဆောင်ရွက်ကြလို့ဒီလိုအမိန့်ထုတ်တာသူကတဘုံတွေဖမ်းပြီးတော့တတ်ကြလို့မပြောဘူးသူကနော်အေးချမ်းအောင်လုပ်ကြဆိုတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကဆောင်ရွက်တဲ့အမတ်တွေတို့နားလဲတယ်ဘာလို့လဲဖမ်းမှာပေါ့တတ်တဲ့ပုဂ္ဂိုလ်တတ်တာပေါ့နော်အပြစ်ပေးတဲ့ပုဂ္ဂိုလ်တွေပေးတာဒီလိုပဲတိုင်းပြည်အုပ်ချုပ်သွားတာတော့ဗေမိသာရမင်းကသောတာပန်ဘဝနဲ့တိုင်းပြည်အုပ်ချုပ်အဲ့တော့သူ့မှာထင်ရှားတဲ့မိဖုရားအကြီးကတော့သူတော်ဆိုလို့ရှိရင်မဟာကောသလမင်းကြီးရဲ့ဒီသမီးတော်ပတ္တနီကောသလနဲ့မောင်နှမတော်တဲ့မင်းသမီးကသူ့ရဲ့မိဖုရားဝေဒေဟိမိဖုရားလို့ခေါ်တယ်အဲ့ဒီနောက်မှာအမတမရုပ်အစဉ်လှပတယ်လို့နာမည်ကြီးတဲ့ခေမာမိဖုရားအဲ့ဒါဗေမိသာရမင်းကြီးရဲ့မိဖုရားစာထဲမှာဒီလိုထင်ထင်ရှားရှားရှိတယ်အဲ့ဒီဝေဒေဟိမိဖုရားဆိုတာဆွေကြီးမျိုးကြီးကလာတာဘာလို့ဆိုကောသလတိုင်းကိုအစိုးရတဲ့ဘုရင်ဆိုဘုရင်သမီးတော်အဲ့ဒီကနေလာခဲ့တာဆိုတော့ဆွေကြီးမျိုးကြီးကလာတော့သူကမိဖုရားအကြီးအကဲပေါ့အဲ့ဒီမှာဗေမိသာရမင်းကြီးကသောတာပန်ပြီမဲ့လို့တမန်လူတွေလိုပဲသားသမီးကိုအမတမချစ်တယ်သူကအဲ့ဒီဝေရီမိဖုရားကြီးကိုဝန်ရတဲ့အချိန်မှာဘာဖြစ်တုံးဆိုဘုရင်မင်းကြီးရဲ့လက်ယုံသွေးကိုတောက်ချင်တယ်ချင်းချင်းတတ်တယ်နော်ကြမ်းကြမ်းမှန်မှန်ချင်းချင်းတတ်တယ်ချင်းချင်းတတ်တဲ့အခါတဖြည်းဖြည်းသူကအာသမပြေဘူးဘုရင်ကြီးလည်းမပြောရဲဘူးပေါ့နော်မျိုးသိပ်ပြီးတော့နေတဲ့အခါတဖြည်းဖြည်းပိန်လာတယ်နောက်တော့ဘုရင်ကြီးကအကဲခတ်ပြီးတော့ဘာယောဂဖြစ်လဲလို့မေးတော့နောက်ဆုံးမေးပါများတဲ့အခါကျတော့ဘုရင်ရဲ့လက်ယုံသွေးကိုတောက်ချင်တဲ့စိတ်ရှိနေတယ်ဆိုတော့ဘုရင်ကြီးကဒါဘာခက်လို့လဲဆိုပြီးတော့ရွှေဓားငယ်လေးယူပြီးတော့သူ့လက်မောင်းကိုသူ့ကသူလှီးပြီးသွေးတွေညှစ်ထုတ်ပြီးတော့တိုက်လိုက်တယ်မိဖုရားကြီးကိုတိုက်လိုက်တဲ့အခါမှာအဲ့ဒီအာသာပြေသွားတယ်ဒီတရင်ကြားတဲ့အခါကျတော့နမိတ်ဖတ်တဲ့ပရောဟိတ်တွေကဘယ်လိုနမိတ်ဖတ်တောင်းဆိုမိဖုရားရဲ့ကိုယ်ဝန်ထဲကသားဟာဘုရင်ကြီးရဲ့ရန်သူဖြစ်လိုက်မယ်ဘုရင်ကိုတတ်လိုက်မယ်ဆိုတဲ့ဟောကိန်းထွက်လိုက်တာနော်အဲ့ဒါလို့လေဟောကိန်းထွက်ရောမိဖုရားကြီးကသဘောမကျဘူးသူ့ကလေးကဘုရင်ကိုတတ်မယ်ဆိုတော့မကြိုက်လို့သွားပြီးတော့တော်တဲ့မကြထွက်ပြီးကိုယ်ဝန်ပြက်ကြအောင်ကြိုးစားတယ်အမျိုးမျိုးကိုယ်ဝန်ပြက်ကြအောင်ကြိုးစားပေမဲ့လို့မရဘူးနော်မအောင်မြင်ဘူးနောက်ဆုံးဘုရင်ကြီးကသိတဲ့အခါကျတော့မလုပ်ရဘူးလို့တင်းကြအဆောင်ကြနဲ့ချပြီးတားမြစ်ထားအဲ့ဒီမိဖုရားကြီးကကိုယ်ဝန်ပြက်ကြအောင်ဆိုပြီးတော့ကိုယ်ဝန်ကိုနှိပ်နေတာတွေလှုပ်တဲ့နေရာကိုမတ္ထကုတ်စီလို့ခေါ်တယ်စာထဲမှာကိုယ်ဝန်ပြက်ကြဖို့ရအတွက်နှိပ်နေတာဘာလို့လဲဆိုသူ့ကလေးကဘုရင်ကိုတတ်မှာဆိုမလိုလားဘူးပေါ့နော်နောက်ဆုံးကြတော့အဲ့ဒီမင်းသားလေးကမွေးတာပဲအစာတတဆိုတာသူပဲပေါ့နော်တတ်လို့မရဘူးမွေးလာတဲ့အခါကျတော့သူ့ကိုအစာတတလို့ခေါ်တာကအစာတတတ္တုမမွေးခင်ကပဲအဖေရဲ့ရန်သူဖြစ်လာတဲ့လူလို့ဆိုပြီးဒီလိုသူတို့သားဖကလည်းဒီလိုဖြစ်တာနော်မမွေးခင်ကတည်းကရန်သူလို့ဆိုပြီးတော့သူ့ကိုအဲ့ဒီနာမည်နဲ့အဇာတတတ္တုလို့ဒီလိုနာမည်ပေးလိုက်တာမွေးလာတဲ့အခါမှာလည်းဘုရင်ကြီးကချစ်တယ်တတ်ချင်မှတတ်ရောဟောဒီကလေးလေးကိုသိချစ်တယ်ချစ်တဲ့အခါမှာတခါတော့အဲ့ဒီကလေးလေးကမင်းသားလေးမှာလက်မှာခူနာပေါက်တယ်ခူနာပေါက်တော့ကလေးလေးကချော့လို့မရဘူးချော့လို့မရတော့ဗေမိသာရမင်းကြီးကလည်းရုံးမှာတရားစီရင်ဆုံးဖြတ်နေတာအဲ့ဒါနဲ့မိဖုရားကြီးကကလေးလေးကိုခေါ်သွားပြီးတော့မင်းကြီးလက်ထဲသွားထဲတော့ဘုရင်ကြီးက
အဲ့ဒီကလေးလေးခုနာကိုကလေးလေးရဲ့လက်ကလေးကိုသူ့ပါးစပ်နဲ့ငုံပေးထားတယ်ငုံပေးထားတဲ့အခါကျတော့တက်တာတာပေါ့နော်လူရဲ့အာငွေ့နဲ့ဆိုတော့နာရာလေးတက်တာသွားပြီနောက်ဆုံးမှာဘုရင်ရဲ့ပါးစပ်ထဲမှာပဲအဲ့ဒီပြည်တွေပေါက်ကြပါအဲ့ဒါကိုဘုရင်ကြီးကထွေးမပြစ်ဘူးတဲ့မျိုးချတယ်နော်သားပေါ်မှာဒီလောက်ချစ်တယ်လို့ပြောတယ်ဒီလိုလုပ်ခဲ့တယ်အဲ့ဒါနဲ့ဒီသားလေးကြီးလာတာနောက်ဆုံးကြတော့ဒီသားလေးကိုဘယ်သူကဝင်စည်းရုံးလိုက်တော့ဆိုဒေဝရတ်ကဝင်စည်းရုံးလိုက်တာလေဒေဝရတ်ကဝင်စည်းရုံးလိုက်တော့ဒေဝရတ်နဲ့ပေါင်းမိပြီးဒေဝရတ်ရဲ့တိုက်တွန်းချက်အရာဗိမိတာရမင်းကိုတတ်ဖို့ကြိုးစားတယ်သူကဗိမိတာရမင်းကြီးရဲ့ဘဝဟာတစ်ချိန်လုံးဖရာတရားသောတာပန်ဖြစ်ကနေပြီးတော့တကယ်ကိုစိတ်ကောင်းစေတနာကောင်းနဲ့ပြည့်စုံတဲ့ဘုရင်ကြီးပဲတိုင်းသူပြည်သားတွေကိုလည်းပဲတရားသဖြင့်အုပ်ချုပ်တယ်အဲ့တော့တရက်ကြတော့ဒေဝရတ်ကစီးယုံတယ်လေခုခေတ်လူတွေကအသက်တိုပြီးအသက်မရှည်ကြဘူးတဲ့မင်းဒီတိုင်းနေလို့ရှိရင်မင်းသားဒီတိုင်းနေလို့ရှိရင်ဘုရင်ဖြစ်ဖို့မလွယ်ဘူးပေါ့မင်းသားရဲ့ဒီဖခမည်းတော်ကလည်းအသက်သိပ်မကြီးသေးဘူးပေါ့အသက်သိပ်မကြီးသေးဘူးအဲ့တော့သူ့ကိုတတ်ပြီးတော့မင်းဘုရင်လုပ်ပေါ့ငါလည်းဖျားတတ်ပြီးဖျားလုပ်မယ်ဆိုပြီးတော့တိုက်တွန်းတော့ဟိုကနားရောင်သွားပြီးတော့ဘုရင်ကိုတတ်မယ်ဆိုပြီးတော့ဓမြောင်ကိုပေါင်မှခြီပြီးတော့နန်းတော်ထဲဝင်လာခဲ့တယ်တခါတော့အစာတတကနန်းတော်ထဲဝင်လာတဲ့အခါမှာသူကြောက်လောလန့်နန်းတော်ဆိုအဆောင်နေအများကြီးရှိတာဝင်လာတဲ့အခါကျတော့သူ့အမူအရာမဝင်ရတဲ့နေရာဘယ်သူမှမဝင်ရဘူးသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ဘုရင်နန်းဆောင်ဆိုတာဝင်ခွင့်မရှိဘူးအမိတ်မရှိရင်အဲ့တော့ဝင်လာတဲ့အခါကျတော့လုံခြုံရေးတွေကတွေ့တော့သူဖမ်းလိုက်တာပေါ့နော်ဖမ်းပြီးတော့ရှာတဲ့အခါမှာပေါင်မှဓမြောင်သွားတွေ့တယ်ချီတယ်အဲ့တော့မင်းသားဒါဘာလုပ်ဖို့လဲလို့ဆိုဘုရင်ကိုတတ်မလို့ဘုရင်ကိုတတ်မလို့ဆိုတော့အမတ်တွေကသူ့ကိုဖမ်းချုပ်ခိုင်ထားပြီးတော့ဘာပြောလဲဘယ်သူကခိုင်းလို့လုပ်တာလဲဆိုဒေဝရတ်ကခိုင်းလို့ဆိုအဲ့တော့အမတ်တွေကဘာပြောလို့ဆိုအေးမင်းသားကိုလည်းတည်တံပေးရမယ်ဒေဝရတ်ကိုလည်းတန်တဲ့တည်တံပေးရမယ်ကြံတဲ့ဘုန်းကြီးတွေအကုန်လုံးတည်တံပေးရမယ်လို့သူတို့ပြောကြဆိုပြကြအဲ့ဒီမှာတချို့အမတ်တွေကဟာကြံတဲ့ကိုတော်တွေနဲ့မဆိုင်ဘူးကြံတဲ့ကိုတော်တွေနဲ့မဆိုင်ဘူးမင်းသားနဲ့ဒေဝရတ်ပဲပြည့်ရှိတယ်သူတို့နှစ်ယောက်ပဲတတ်တချို့ကအဲ့ဒီလိုဆိုနောက်တစုကြတော့ဘာမှမလုပ်နဲ့ဘုရင်ကြီးစီအကြောင်းကြဘုရင်ကြီးဆုံးဖြတ်တဲ့အတိုင်းလုပ်ဆိုပြီးနောက်တအုပ်စုကအဲ့လိုဆုံးပြတ်ပြီးနောက်ဆုံးအဆိုပြုတဲ့အမတ်တွေရဲ့စကားအောင်ပြီးဘုရင်ကြီးစီရောက်သွားတဲ့အခါကျတော့ဘုရင်ကြီးကစစ်တယ်သူ့သားဘာလို့ဖို့လဲလို့ဆိုတိုင်းပြည်လိုချင်လို့ဘုရင်ဖြစ်ခြင်းဘုရင်ဖြစ်ခြင်းလွယ်ပါတယ်ဒါမင်းတိုင်းပြည်ပဲဆိုပြီးတော့သူ့ကိုအာဏာအပ်လိုက်တာနော်လွယ်ပဲပေးလိုက်တယ်လွယ်ပဲပေးလိုက်တယ်တော့ရသွားရင်ပြီးသွားတဲ့သဘောမျိုးပေါ့နော်အာဏာအပ်လိုက်တယ်အဲ့တော့အာဏာအပ်လိုက်ပြီးတော့ဒေဝရတ်ကတော့ဘုရားကိုတတ်ဖို့လေးသမားတွေလွတ်ပြီးအမျိုးမျိုးကြိုးစားတယ်ပေါ့အဲ့ဒါတော့ထားလိုက်နော်အဲ့လိုအာဏာအပ်လိုက်တဲ့အခါနောက်တစ်ခါဒေဝရတ်ကမင်းသားတဲ့ဘုရင်ကြီးကစိတ်ချရတာမဟုတ်ဘူးတဲ့အခုချိန်အာဏာအပ်ပြီးတော့ကြမင်းသားကိုပြန်ပြီးတော့အာဏာသိမ်းပြီးတော့ဖမ်းခံလိုက်မယ်လုံးမဲ့လို့အစဖြောင်းအောင်လုပ်ဆိုသူလဲသူ့အဖေကိုထောင်သွင်းပြီးတော့ကျင်းချလိုက်တယ်နော်ထောင်သွင်းကျင်းချလိုက်ဗေမိတာရဘဝဟာတကယ်စဉ်းစားကြည့်မယ်ဆိုရင်သားပေါ်မှာအမြဲတမ်းချစ်တယ်နော်ချစ်လွန်းအားကြီးလို့ဒီအပြစ်ရှိတယ်သူ့ကိုတတ်လိုက်မယ်ဆိုတာလဲသူကြိုတင်သိတယ်ဒါပေမဲ့လို့သူအကာအကွယ်ဘာမှမလုပ်ဘူးမလုပ်ဘဲနဲ့သားပေါ်မှာယုံကြည်တယ်အဲ့ဒါတွေဟာသူ့ဘဝမှားယွင်းချက်တွေလို့ပဲပြောရမှာပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးမှသူထောင်ချခံရထောင်ထဲချတဲ့အခါမှာဘယ်သူမှတွေးခွင့်မရှိဘူးသူ့ရဲ့မေတော်ဝေရီဟိမိဗျာပဲတွေးခွင့်ရှိတယ်အဲ့တော့မေတော်ကအစာရည်သာတော့ကျွေးတယ်ပေါ့နောက်ဆုံးကြတော့သူ့ဖေမန်ကတော့ထောင်ထဲထည့်ထားပြီးတော့သေအောင်လုပ်တဲ့သဘောပေါ့လက်နဲ့တတ်တာမဟုတ်ဘဲနဲ့သေအောင်လုပ်အဲ့တော့မိဖုရားကြီးက
အစာကျွေးနေလို့မိဖုရားကြီးဝင်လို့အစာကျွေးနေလို့ဘုရင်ကြီးကအသက်ရှင်နေတယ်ဆိုအဲ့တော့မိဖုရားကြီးအစာမကျွေးရဘူးဆိုတော့ဘယ်လိုလုပ်တုံးဆိုမိဖုရားကြီးကရေမိုးချိုးပြီးသူခန္ဓာကိုယ်စတုပရုတွေပါတယ်အကုန်လုံးတုတ်ပြီးတော့အဝတ်ပြန်ဝတ်ပြီးသွားဘုရင်ကြီးကအဲ့ဒီမိဖုရားကိုတုတ်ထားတဲ့စတုပရုအစာတွေကိုစားရင်ကနေဒီလိုမြတ်တာနေရနောက်ဆုံးကြတော့မိဖုရားကြီးကထောင်ထဲသွားခွင့်ဆိုတာပိတ်ပလိုက်တယ်သွားခွင့်မရတော့အစာဖြတ်ပလိုက်တယ်ပေါ့နော်အဲ့ဒီမှာနောက်ဆုံးကြားမှုတဲ့အတိုင်းပေါ့နော်ထောင်ထဲမှာဗေမိသာရမင်းကြီးဘယ်လိုအသက်ရှင်နေတော့ဆိုတော့ဘာမှစားစရာမရှိလဲသောတာပန်ဆိုတော့ဇံဝင်စားပြီးတော့ဈဉ္ဉံလျှောက်ပြီးတော့နေတာဈဉ္ဉံလျှောက်ပြီးတော့နေတာအဲ့လိုနေရင်နဲ့နောက်ဆုံးကြတော့ဘယ်လိုအသက်ရှင်နေသလဲဆိုမေးတဲ့အခါဈဉ္ဉံလျှောက်ပြီးတော့နေတယ်လို့ဆိုဈဉ္ဉံမလျှောက်နိုင်အောင်ဆိုပြီးတော့ခြေပွားကိုဓာခွဲခိုင်းလိုက်တာနော်ခြေပွားကိုတင်တုံးသားနဲ့ခွဲပြီးစားသိပ်ခိုင်းလိုက်တယ်ပထမတော့ဆတ္တာတိကဓာနဲ့ဝင်လာတဲ့အခါကျတော့ဘုရင်ကြီးကအထင်လွဲသွားသေးအထင်တစ်မျိုးရောက်သွားသေးတယ်။ဩထောင်ထဲမှာနေရတော့သူမုတ်စိတ်တို့သပင်တို့မပြုတ်ပြင်ရတာကြတော့သူ့သားကသူ့ကိုတယောက်ယောက်ကသားကိုနားလဲအောင်ပြောလို့သားကငါ့ကိုထောင်ကလွတ်တော့မှာအဲ့တော့မုတ်စိတ်တွေပါပြီးပြင်ဖို့ရိတ်ဖို့ဆတ္တာတိလွတ်တဲ့ထမရဲ့လို့စိတ်ထဲမှာဝမ်းသာသွားသေးတာနောက်ကြတော့ဆတ္တာတိဘာလို့လာတာတော့ဆိုခြေပွားဓာတ်နဲ့ခွဲဖို့ရလာတယ်ဆိုတော့မှကဲမင်းတို့ဘယင်ရဲ့အမိတ်အတိုင်းလုပ်ပြီးတော့လို့ဆိုပြီးတော့နော်အဲ့လိုခံလိုက်ရခြေပွားဓာတ်ခွဲအဲ့တော့ဗိမိသာရမင်းခြေပွားဓာတ်ခွဲခံရတာကိုဗမာပြည်မှာဗာပြောကြတော့ဆိုဖရာရင်မြင်ပေါ်မှာဖဏတ်စည်းခဲ့လို့ဘုန်းကြီးเจ้าနဲ့ဖဏတ်စည်းခဲ့လို့ဒီလိုတွေပြောကြတယ်တကယ်ကတော့မဟုတ်ပါဘူးเนาะဖယားပန်းတင်ခုံပန်းတင်ပစ္စယ30ဆိုတာရှိတယ်ဇေဒီတွေမှာပန်းတင်တာရှိတော့ပစ္စယ30ဆိုတာဇေဒီအောက်ခံအဆင့်30ရှိတယ်เนาะဇေဒီအောက်ခံ30အဲ့ဒါရွှေတကုံဖယားတဲတာမျိုးလို့ပေါ့အဆင့်အဆင့်ဒီဖယားဆိုရင်အဲ့ဒီပုံစံနဲ့တဲကြတာမျိုးအဲ့ဒါတွေကပန်းတင်ပြီးတော့လှူတာရှိတော့ကပန်းနေပုံပြီးတော့အဲ့ဒီမှာလှူလေးရှိအဲ့ဒီမှာမယုံမသေးနဲ့ဖဏစည်းပြီးတော့စောစောကားကားလှုပ်ခဲ့လို့ဖြစ်တာနော်ဟိုလိုတန်မှန်မဟုတ်ဘူးစောစောကားကားလှုပ်တာသူအပြစ်ဖြစ်တာကစောစောကားကားလှုပ်လို့ဖြစ်တယ်ဘုန်းကြီးเจ้าနဲ့ဖဏစည်းလို့ဆိုတာဒီလိုမဟုတ်ဘူးဗေမိသာရမင်းတို့ကောသလမင်းတို့ရှေးတုန်းကဆိုရင်ဖះเจ้าသွားတဲ့အခါမှာဖဏစည်းသွားကြတာလေသို့တော့စီးလာတဲ့ဆင်နေမြင်းနေတော့เจ้าပြင်ဘက်မှာထားခဲ့တယ်ကနေ့ခေတ်ကျတော့ပြောင်းပြန်ဖြစ်တယ်ကားစီးဝင်လာတယ်ဖဏတ်တော်ချွတ်စက်ဘိန်းစီးဝင်လာတယ်မော်တော်ဆိုင်ကယ်စီးဝင်လာတယ်ဖဏတ်တော်ချွတ်တကယ်ကချွတ်ရမှာမဝင်မဲနဲ့နေရမှာကကားတို့မော်တော်ဆိုင်ကယ်တို့မစီးပဲနဲ့ဖဏတ်စီးဝင်ရမှာဒါမှသဘာဝကျတယ်နော်သဘာဝကျတာကမဖြစ်တော့ပဲနဲ့တလွဲနားလဲနေဖဏတ်ပဲသွားပြီးတော့စွဲနေကြဖဏတ်ဆိုတာကားစီးလာတာနဲ့စာရင်သူကညက်နဲ့ရင်လို့ခေါ်တယ်ပေါ့ကားကသူ့တဲ့မြင့်မြတ်စက်ဘိန်းကလည်းဖဏတ်တဲ့ကောင်းတဲ့အရင်ပေါ့မော်တော်ဆိုင်ကယ်ကလည်းဖဏတ်တဲ့ကောင်းတယ်ဖဏတ်စည်းဝင်တာဒီလောက်ကြီးအပြစ်မဟုတ်ဘူးတကယ်ရိုသေလေးစားတဲ့အနေနဲ့မှန်တော့လှုပ်တာစော်ကားတဲ့အနေနဲ့လှုပ်ရင်တော့အပြစ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလည်းပဲတလွဲကိုနားလဲတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီဖယားပန်းတင်တဲ့နေရာမှာသူကမယုံမသိမလေးမစားလှုပ်ခဲ့တာတမင်စော်ကားပြီးတော့လှုပ်ခဲ့လို့ဒီခြေဘွားဓာခွဲခံရတယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဗိမိသာရမင်းကြီးဟာနောက်ဆုံးမှာခြေဘွားဓာခွဲပြီးစားသိပ်ခံလိုက်ရတဲ့အခါမှာယောဂဝေဒနာတအားဖြစ်လာတယ်ဒုက္ခကိုဖယားကိုအာယုံပြုပြီးတော့ဒုက္ခကိုသိခံတယ်ပါဇက်ကနေပြီးတော့အဟောဗုဒ္ဓောအဟောဓမ္မောအဟောသံဃောဖယားကိုတန်းတာပြီးတော့နောက်ဆုံးမှာသုတိစိတ်ကျသွားပြီနတ်ရဆန်းသွားတယ်အဲ့တော့ဗိမိသာရရဲ့ဘဝကဒီအဆုံးသက်မကောင်းဘူးလို့ပြောရနော်အဆုံးသက်မကောင်းတာကအတိတ်ကံလည်းပါတယ်ပစ္စုပန်လုံးရမှားတာလည်းပါတယ်အများကအကြံပေးတာတွေကိုမလိုက်ဘူးဒီသားလေးကိုသူကနဲမှထားရမှာမထားဘူးနော်ဝေးတဲ့နေရာမှာထားရမှာမထားဘူး
သားချစ်တဲ့စိတ်နဲ့အလိုလိုက်ထားတာဟောနောက်ဆုံးကြတော့သားရဲ့ဒုက္ခပေးမှုကိုသူခံလိုက်ရတယ်ဒါသူ့ရဲ့ချွေရင်းချက်အဲ့ဒါလို့ချွေရင်းအောင်လည်းပဲကံကြမ္မာကဒီဘက်ကိုဖန်တီးလာတယ်လို့ပြောအောင်ဒါဘုရားတရားကြည်ညိုပြီးတော့မြတ်စွာဘုရားကိုဝေလူဝံဥယျာဉ်ကြီးကိုပထမဆုံးလှူတယ်လှူပြီးတော့ဘုရားနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာပဲသောတာပန်ဖြစ်ပြီးတော့ဗုဒ္ဓဘာသာစစ်ဖြစ်ပြီးဘုရားတရားတန်ခါကိုကြည်ညိုတယ်နောက်ဆုံးမှာသူ့နိုင်ငံမှာဆိုလို့ရှိရင်အမိန့်ထုတ်ထားတယ်မြတ်စွာဘုရားရဲ့တပည့်တာဝကမှန်လို့ရှိရင်လောကဥပဒေရအရေးမယူရဘူးလို့ဒီလိုဥပဒေသတ်မှတ်ပြီးတော့ထုတ်ပြန်ထားတာရှိတယ်နော်ဥပဒေရအရေးမယူရဘူးအကုန်ခွင့်လွတ်ပေးထားတယ်အဲ့လောက်ထိအောင်သူသာသနာအတွက်ခေါင်းတယ်ပေါ့အဲ့ဒါလို့လုပ်တဲ့ဘုရင်ကြီးဟာနောက်ဆုံးကြတော့နန်းချခံရပြီးတော့အာနာအသိမ်းခံရပြီးထောင်ထဲမှာအသက်ခံလိုက်ရတယ်ပေါ့လှုပ်ကြံတက်ဖြတ်ခြင်းခံလိုက်ရတယ်လို့ဒီလိုပြောတာအဲ့တော့သူ့ရဲ့ကံကြမ္မာတွေဟာရှောင်လို့မရနိုင်တော့ဒီလိုဖန်တီးလာပြီးတည်တဲ့အခါကျတော့ဘယ်ရောက်သွားတော့လို့ဆိုသောတာပန်ဖြစ်တော့တကယ်ကတော့သူရောက်တဲ့နာတုတိတာနတ်ပြည်တို့ဘာလို့ရောက်တဲ့နာပေါ့အဲ့ဒီမရောက်ဘဲနဲ့ဘယ်ရောက်တော့ဆိုစတုမာတဲ့နတ်ပြည်မှာအာလဝကတို့ပုံနကတို့ဘလူးအုပ်စုထဲမှာသွားပြီးတော့ဘလူးသွားဖြစ်တယ်နတ်ဘလူးသွားဖြစ်တယ်သူ့နာမည်ကဇနဝတ္တဗလို့ခေါ်တယ်ဒီကနေ့ကကျမ်းမှာဇနဝတ္တဗတုတ်ဆိုတာရှိတယ်နော်သူကဝိတ္တဝနမင်းကြီးရဲ့အချမ်းရံတွေကနတ်ဘလူးသွားဖြစ်ရအဲ့တော့သောတာပန်လည်းဖြစ်တယ်ဘုရားတရားလည်းကြီးညိုတယ်ဘာဖြစ်လို့အစင်တန်းနှိမ့်သွားအနာတပိန်တို့ကြတော့အနာတပိန်တထေးကြီးကတော့တည်သွားတဲ့အခါမှာတုတ်တိတာနတ်ပြည်ဖြစ်တယ်သူကအဆင့်မြင့်တယ်တခါဝိသခာเจ้าအမကြီးကြတော့နေဗန္ဒရတိဘုံသွားဖြစ်တယ်ဟောနတ်ပြည်6ထပ်တည်းက9ထပ်မြောက်မှာသွားဖြစ်တာလေအဲ့တော့เจ้าအမကြီးကပို့ပြီးတော့မြင့်တယ်အဲ့တော့တူနဲ့တူဘဝတွေစူးကြုံနေမြင့်ဖရာတရားနာပြီးတော့သောတာပန်ခြင်းတူရတဲ့နဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲဆိုတော့သောတာပန်ဆိုတဲ့အကြောင်းတစ်ခုတည်းမကဘူးလူရဲ့စိတ်နေသဘောထားတို့တွေ့တာမှုရှိတာမရှိတာဒါတွေကကွာသေးတယ်တဲ့လူတွေမှာစိတ်ညွတ်တာကဘယ်ကိုညွတ်နေတာလဲဘေဝိသာရမင်းကြီးကအခုလိုဇနဝတ္တဗဆိုတဲ့နတ်ဘလူကြီးဘဝကိုအရင်ကအကျဉ်းချင်းဖြစ်ခဲ့ဘူးတယ်ဖြစ်ခဲ့တဲ့အခါကျတော့သေကံนี้မှာသူကအဲ့ဒီဘဝအရင်ဖြစ်ဖူးတဲ့နေရာကိုသူကစိတ်ထဲမှာညွတ်သွားတာနော်အဲ့ဒါကြောင့်မို့လို့သူကအဲ့ဒီဘုံရောက်သွားတာနိကန္တိလို့ခေါ်တယ်တွေ့တာမှုလို့ခေါ်တယ်မန္တလေးမှာတန်ရောစဉ်သိကြည့်တဲ့လူကသေရင်တော့ဒီပြင်အကုသိုလ်တွေလည်းမရှိဘူးကုသိုလ်နဲ့ဆိုရင်မန္တလေးမှာပြန်ဖြစ်မှာပဲဒါသိချာပြန်ဖြစ်တတ်တယ်ဘာလို့လဲဆိုတန်ရောစဉ်တွေ့တာမှုတွေရှိတာကိုဖြစ်တဲ့နေရာမှာပြန်ဖြစ်တတ်တယ်တွေ့တာမှုတန်ရောစဉ်တွေကြောင့်မို့လို့ဒီလိုပြန်ဖြစ်တာတဲ့နိကန္တိလို့ဆိုတဲ့တွေ့တာမှုဟာတစ်ခါကျတော့ကံကြမ္မာကိုသူကဥဆောင်သွားတတ်တယ်ဒါကြောင့်မို့လို့တဏှာကဘဝကိုဥဆောင်တယ်ဆိုတာမြတ်စွာဘုရားကြည့်လေဓမ္မစကြာထဲမှာဆိုယာယံတဏှာပောနုဘဝိခါဆိုအဲ့ဒါပြောတာနော်တဏှာကိုဘဝနိတ္တိလို့လည်းခေါ်တယ်ဘဝကိုရှေ့ဆောင်သွားတာတဲ့ဘယ်ဘဝရောက်တယ်ဆိုတဲ့ဘဝမှာကံရဲ့တဏှာရဲ့အဝိဇ္ဇာရဲ့ဒီသုံးခုဟာစွမ်းဆောင်သွားကြတယ်အဲ့စွမ်းဆောင်သွားတဲ့ထဲမှာအဓိကဘယ်သူကဆုံးဖြတ်သွားတော့ဆိုရင်ကံကဆုံးဖြတ်တာမဟုတ်ဘူးတဏှာကဆုံးဖြတ်သွားတယ်ခုတိုင်းဆိုရင်ဘေဝိတာရဘဝကကုသိုလ်ကံတွေအများကြီးရှိတယ်ရှိတော့သူဖြစ်ချင်းဖြစ်လို့ရှိရင်သူဘယ်ပုံဖြစ်နိုင်တော့ဆိုနတ်ပြည်အထက်နတ်ပြည်တွေဖြစ်နိုင်တာပေါ့ခုမှအောက်ဆုံးနတ်ပြည်မှာလည်းဖြစ်သေးတယ်နတ်မင်းလည်းမဟုတ်ဘူးနတ်မင်းနဲ့တစ်ဆင့်နေနဲ့နော်အချမ်းရံပရိသတ်တွေမှာသွားဖြစ်ရတယ်ဘာကြောင့်လဲအဲ့ဒီဘဝကိုသူကိုယ်တိုင်ကနှစ်သက်နေလို့ပဲဒါကြောင့်မို့အဲ့ဒီဘဝရောက်သွားတယ်အဲ့တော့ဘယ်သူကအဆုံးဖြတ်ပေးလိုက်တာတော့ဆိုတဏှာအဆုံးဖြတ်ပေးလိုက်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီတဏှာကိုပဲယာယံတဏှာပောနုဘဝိကာလို့ဓမ္မစကြာထဲမှာတဖန်ဘဝသစ်ကိုဖြစ်စေတတ်တဲ့တဏှာလို့ဆိုပြီးတော့ဒီလိုဟောတယ်နောက်တစ်ခါဘဝနိတ္တိဘဝကိုရှေ့ဆောင်သွားတတ်တယ်လို့ဒီလိုဟောခဲ့တယ်ဖြစ်တယ်
အဲ့ဒီတဏှာကိုဖယ်ရှားနိုင်မှဘဝမှာဒုက္ခတွေကလွတ်နိုင်တယ်သစ္စာ၄ပါးကိုဟောတဲ့အခါမှာမြတ်စွာဘုရားရှင်းတယ်သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာရဲ့အကြောင်းတရားဆိုရင်ဘာလို့လဲလို့ဆိုရင်တဏှာပဲပေါ့အဲ့ဒါကြောင့်မို့လို့လောကမှာဒီတဏှာဟာဘဝတစ်ခုထူထောင်တဲ့နေရာမှာအထီးကအင်အားစုတစ်ခုဖြစ်လာတယ်အထီးကအဆုံးဖြတ်ပေးတဲ့အရာဖြစ်တယ်ဒါမို့အနေကစားတင်တဲ့မြတ်စွာဘုရားဥရန်ကျူးတဲ့ဂါထာထဲမှာလဲနော်ဂဟကာရံဂဝေတန်တောဆိုခန္ဓာအိမ်ကိုဆောက်လုပ်တာဘာလို့လဲလို့ဆိုတော့ကြည့်လိုက်ခန္ဓာအိမ်ကိုဆောက်လုပ်တာတဏှာပဲပေါ့ဒီတဏှာဟာဘဝကိုရှေ့ဆောင်ပြီးတော့တဏှာညွတ်ရာကိုကံကနေပြီးတော့ဖန်တီးပေးရတာအဲ့တော့တဏှာကဥဆောင်တာဒါမို့ဗိမိသာရမင်းကြီးဟာနတ်ဘလူကြီးသွားဖြစ်တယ်ဇနဝတ္တပလို့ဆိုတဲ့နတ်ဘလူသွားဖြစ်တယ်သူနတ်ဘလူဖြစ်သွားတဲ့အခါမှာဘုရားစီရောက်လာသေးတယ်ရောက်လာပြီးညဥ်ယံကာလမှာသူကဘုရားကိုလျှောက်တယ်တပည့်တော်ဟာဇနဝတ္တပပါဘုရားဇနဝတ္တပပါဘုရားနဲ့လျှောက်တယ်အဲ့ဒါလို့ဇနဝတ္တပလို့လျှောက်ပြီးတဲ့နောက်မှာဘာထလျှောက်တော့ဆိုဗိမိတာရောဟံဘဂဝါဗိမိတာရောဟံတပည့်တော်ဗိမိတာရပါလို့ဆိုပြီးအရင်နာမည်ပါလျှောက်သွားတယ်နော်အဲ့ဒါကြောင့်မို့လို့ရှင်အနန္ဒာကပြောတယ်ဒီနာမည်ဟာအရင်ကမကြားဘူးပေါ့လေဇာနဝတ္တပဆိုတာမကြားဘူးပေါ့နောက်ဗိမိတာရမင်းကြီးနောက်ရဆန်သွားမှဒီနာမည်ကပေါ်လာတာအေးဒီနေရာမှာဘုန်းကြီးတို့တွေဗိမိတာရမင်းကြီးဟာသူ့ရဲ့မျှော်လင့်ချက်တွေကလည်းအမှန်တန်ကောင်းတယ်ဘယင်ဖြစ်ခြင်းနဲ့ဖះနဲ့တွေ့ခြင်းနဲ့တရားနာခြင်းနဲ့တရားသိခြင်းနဲ့ဆိုတဲ့မျှော်လင့်ချက်တွေဟာသူ့ဘဝမှာပြည့်ပြည့်စုံတဲ့ဘဝဖြစ်ပြီးတော့ဖះကိုအယံလှူတဲ့နေရာမှာပထမဆုံးလှူခွင့်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သားသမီးကိုချစ်တာတော့လူတိုင်းနဲ့မှရှိသို့တော့မချစ်တတ်သည့်အတွက်ကြောင့်သားသမီးရဲ့ဒုက္ခကိုသူခံသွားရတယ်လို့ဒီလိုပြောရအောင်နော်အကယ်၍သာဒီသားကိုနေပြီးတော့ထားမယ်ဆိုလို့ရှိရင်ဒီအဖြစ်မျိုးရောက်မှာမဟုတ်ဘူးဒါရှောင်လို့ရရဲ့တန်းနဲ့မရှောင်တာပြိမိတာကလည်းဖះကိုယ်တိုင်ကဒီအဇတတလေးကိုဦးစားပေးတဲ့အချိန်မှာမြတ်စွာဘုရားကဆုံးမစကားတွေဟောဘူးသေးတယ်950ဇတ်တွေထဲမှာပါတယ်ရှေးဘုရင်တွေဟာတဲ့ဒီလိုသားကိုချစ်တယ်ဆိုပေမဲ့လို့ကိုယ်အနေရမဖြစ်အောင်ဘယ်လိုစောင့်ရှောက်တယ်ဘယ်လိုထားတယ်ဆိုတာကိုမြတ်စွာဘုရားဥပမာဒါပေမဲ့ဗိမိတာရကြီးကနားမဝင်ဘူးနားမဝင်တော့ဒီသားလေးကိုအလိုလိုက်ထားတာနောက်ဆုံးမှာဒီသားကသူ့ကိုဖမ်းဆီးပြီးတော့လှုပ်ကြံတပ်ဖြတ်ထားကိုခံရရတယ်ပေါ့ဘဝဇတ်သိမ်းကြတော့မကောင်းဘူးမကောင်းတဲ့ဇတ်သိမ်းအပြင်နောက်ထပ်တန်တရားမှာဒီနောက်ဘဝတန်တရားနောက်ဘဝရောက်ပြန်တော့လည်းပဲအစစ်မမြင့်တဲ့ဘဝတစ်ခုရောက်သွားတယ်တဏှာဆိုတဲ့ဒီတွေ့တာမှုတွေဒါတွေကဗိမိတာရကိုလွှမ်းမိုးနေတယ်လို့ဒီလိုပြောအဲ့ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ဘဝမှာတွေ့တာမှုတွေဒီဆွလန်းမှုတွေဟာဒီဘဝမှာအဆုံးဖြတ်ပေးသွားတတ်တာဖြစ်တော့ကြောင့်တွေ့တာမှုတွေရောနိုင်တယ်များရော့အောင်တို့တွေကြိုးစားရမယ်ကောင်းတဲ့ဘက်ကိုဥတည်ချက်ထားပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်ကြရမှာဖြစ်တယ်ဒီဘယ်ရာပဲဖြစ်ဖြစ်နိကန္တိလို့ဆိုတဲ့တွေ့တာမှုတစ်ခုဟာမိမိဘဝကိုသေးသိမ့်ပြီးအောက်တန်းကျသွားစေနိုင်တယ်ဒါကြောင့်မို့ဒီတဏှာကိုမြတ်စွာဘုရားကဒုက္ခသမုဒယဒုတိယသစ္စာအနေနဲ့ဟောတာဖြစ်တယ်ဒီတဏှာကိုတို့တွေဖယ်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ဗေမိတာရရဲ့ဘဝနဲ့သင်္ကန်းစာကိုမှတ်ယူပြီးတော့တို့တွေဖယ်ရှားရမယ်တဏှာကိုကြိုးစားပြီးတော့ဖယ်ရှားကြရမယ်လို့ကိုယ်စီသဘောကျပြီးတဏှာတရားကလွတ်မြောက်ရာနိဗ္ဗာန်ကိုအာယုပြုလျက်တဏှာကိုဖယ်ရှားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း